အားလုံးပဲမင်္ဂလာပါเนาะဒီပါရှင်ချင်းမိတ်ဆွေများကိုမများအားလုံးပဲမင်္ဂလာပါပြဆုံးကြပါစေမင်္ဂလာကြီးသောညနေကိုအောင်မဒီထက်မကပန်ကြပါစေပြစိတ်သွားလို့ကိုပါလောကျွန်တော်စာနာလေးလောကျွန်တော်ရရမလို့များလေးတို့တော်ဝါရည်နဲ့ပြည့်စုံနိုင်ကြပါစေလို့ဥစ္စာပထမကိုချန်ကနေပြီးတော့ဆုတောင်းပေးပါတယ်ခေအားလုံးပဲဗျာเนาะကျွန်တော်ကိုမြင်နေအားပေးတယ်ကျွန်တော်ရဲ့လူဟောင်းကိုမလေးเนาะလူတစ်ကိုမလေးအားလုံးပဲကျွန်တော်ရဲ့ view လေးကိုတွေ့ပြီဆိုရင်ဝိုင်းဝယ် share ပေးပါမျှဝေထားပေးပါเนาะဘာကြောင့်ဆိုရင်အခု view လေးကဒါကျွန်တော်ကိုเนาะမြင်နေမယ်အမရကိုအားပေးလာလဲကျွန်တော်လူကောင်းကိုင်မလေးအခုမှတွေ့တယ်ကျွန်တော်လူတစ်ကိုင်မလေးအတွက်ကျွန်တော်တို့မနက်ဖြန်ဗုဒ္ဓဘူးနေ့တော့24ရက်12လပါ2025ဗုဒ္ဓဘူးနေ့ကျွန်တော်7နိုင်ဈေးမှာတော့မယုတ်တစ်ခွက်ကောင်းလေးကိုလိုချင်ပါလဲတော့ရှယ်ပတ်တိရှယ်မယုတ်ကွက်နော်ရှယ်ပတ်တိရှယ်မယုတ်ကွက်နော်မရှယ်ပတ်တိရဲ့ရှယ်မယုတ်ကွက်လေးကိုလုံးဝလိုချင်ပါလဲအမရကလေးပေါက်ချင်ပါလဲအမရကရချင်ပါလဲနော်ဒီဘက်လုံးကိုတော့အခုဗုဒ္ဓဘူးနေ့ဒီကိုတခါမှလည်းမပေါက်ဘူးပေါက်ဘူးချင်ပါလဲတခါမှလည်းမရဘူးလေရဘူးကျင်တယ်မနှက်ဖြန်ဗုဒ္ဓဘူးတွေမနာပိုင်းမှာမယောတခွက်ထဲပဲလိုချင်ပါလဲဆိုရင်တော့တခါလဲပဲကြည့်သွားပြီပါနော်မယောတခွက်ထဲကိုလိုချင်တယ်ဆိုရင်တခါလဲကြည့်တော့ပါလက်မလေးနေထားပါအများမြင်များတွေ့အောင် share ပေးပါမျှဝေထားပေးပါဘာကြောင့်လဲဆိုရင်ကျွန်တော်ဘက်ကတူတယောက်တည်းပေါက်ဖို့တူတယောက်တည်းရဖို့တူတယောက်တည်းအဆင်ပြေဖို့ဆိုရင်ပုံစံမျိုးနဲ့ကျွန်တော်နှိမ့်ပြရမဟုတ်ပါဘူးနော်အများမြင်အောင်အများတွေ့အောင်အများပေါအောင်လို့ဆိုရင်ပုံစံမျိုးနဲ့ကျွန်တော်လာရောက်ပြီးနှိမ့်ပြတယ်လာရောက်ပြီးတော့တင်ဆက်ပေးတာဖြစ်တယ်နော်အဲကြောင့်ကျွန်တော်ကိုယ်မလေးဘက်ကနေပြီးတော့နော်ငါပေါက်ဝင်ပြီးတော့တို့ပေါက်ချင်မပေါက်ချင်နေဆိုစိတ်မျိုးမငွေးနဲ့ငါလေးအစဉ်ပြေခြင်းနဲ့ငါလိုပဲချားလူတဲ့အစဉ်ပြေခြင်းမှာပဲပေါက်ချင်မှာပဲရချင်မှာပဲဆိုတဲ့စိတ်လေးနဲ့ပဲ share ပေးပါမျှဝေထားပေးပါမနှက်ပြန်မှာ share ပတ်သီးပတ်သီးနဲ့ရှုံးထားတဲ့ကိုယ်မလေးပတ်သီးနဲ့ကြည်အောင်လို့စောကျင်နေဆိုရင်မနှက်မှာကျွန်တော်အကြဆုံးပတ်သီးတစ်လုံးပေးမယ်နောက်ပြီးဗရေကိုလုံးပံကိုချုပ်ပြီးသားလေးတစ်ခွက်ကောင်းကိုထပ်ပြီးပေးမယ်နောက်ကြောင့်မို့ကိုယ်မလေးဘက်ကနေပြီးတော့အပူတိုင်းနေတဲ့ကိုယ်မလေးတွေအပူလေးလိုက်ပါနောက်အပူလိုက်ရဲ့ကိုယ်မလေးတွေအပူလေးလိုက်ပေးပါဘာကြောင့်ဆိုကျွန်တော်မနှက်ပြမှာအပူကားလေးတွေကောင်းတယ်အပူဆိုင်တွေတွေးရတယ်အဲကြောင့်မို့အပူကြရင်တော့အပူလေးလိုက်ပေးပါမကြရင်တော့မလိုက်နဲ့ပေါ့ဗျာနော်အပူကြရင်တော့လိုက်ပေးပါအပူမကြရင်တော့မလိုက်နဲ့အားမဟုတ်ဘူးကျွန်တော်ပေးရဲ့ပထိတ်နဲ့ကိုယ်မရတယ်လုံးမှန်နဲ့တွဲပြီးဆော်လို့ရတယ်နောက်ကျွန်တော်ပေးရဲ့ပတ်သီးကျွန်တော်ပေးရဲ့ပထိတ်ကျွန်တော်ပေးရဲ့လုံးမှန်နဲ့ပဲနော်ကစားလို့ရပါလေဒါကြောင့်မို့ကိုယ်မလေးဘက်ကနေအစဉ်ပြေခြင်းနဲ့နောက်ပတ်သီးနဲ့နော်ရှုံးကျွေးတွေပြန်ယူမယ်ဆိုရင်မနက်ဖြန်မှာ9-8ပတ်သီးတော့အကောက်ပါတယ်နော်ပတ်သီးဒီ9-8ပတ်သီး9ကိုကြိုက်တဲ့ကိုယ်မကြီးက9ကိုပတ်ပြီးပါ8ကိုကြိုက်တဲ့ကိုယ်မကြီးက8ကိုပတ်ပါ9-8ပတ်သီးတော့အကောက်ပါလေနော်9-8ပတ်သီးလုံးအကောက်နဲ့ကျွန်တော်အကြဆုံးပတ်သီးဒီမနက်ဖြန်မှာ9ပတ်သီးကိုပို့ပြီးကြိုက်တယ်နော်ပတ်သီးနဲ့ရှုံးတဲ့ကိုယ်မလေးမနက်ဖြန်မှာကျွန်တော်ပေးတဲ့9ပတ်သီးကိုယုံကြည်နဲ့ပတ်ပါယုံရည်ကစားပါလုံးဝရှုံးကျွေးတွေကြေပြီးအမြဲတည်းရစရာပါလိမ့်မယ်ရှစ်ကတော့ထိုးကြီးတွေကြေုံနေနေဖြစ်ပဲရှစ်ကိုပတ်ပါနောက်အကြောင်းငါးကိုကြိုက်လို့ထိုးမဲ့ဆိုရင်ငါးနဲ့မရောကွက်သည်9 ခွန်9 3 5 4ပါနော်ငါနဲ့ဆိုရင်9 ခွန်9 3 54ဖြစ်တယ်နော်ရှစ်ကိုကြိုက်လို့ထိုးမဲ့ဆိုရင်ရှစ်နဲ့မရောကွက်သည်8နဲ့8 6 8 9 8 3ပါနော်ရှစ်နဲ့ဆိုရင်8နဲ့8 6 8 9 8 3ဖြစ်တယ်အားနဲ့ဆိုရင်9 ခွန်9 3 5 4တကွာကောင်းလေးသည်55တကွာကောင်းကြိုက်တယ်55သည်မရောတကွာကောင်းလေးဖြစ်တယ်အဲကြောင့်မို့ကိုယ်မကြီးဘက်ကဈေးဖို့ရအောင်စော့မယ်မဖိုးလေးရအောင်ထိုးမယ်ရှောင်းထားတဲ့အကျွေးကိုကြည်အောင်လို့ကစားမယ်ဆိုတဲ့ကြီးသမားတွေကလည်းရှောင်းထားတဲ့အကျွေးတွေကြည်အောင်လို့လိုက်ပြီးစော့ပါလိုက်ပြီးကစားပါအားလုံးအတွက်ရှုံးကျွေးတွေကြေပြီးအမျက်တွေရကိုရစီရပါလိမ့်မယ်အစဉ်ပြေကိုပြေစရာပါလိမ့်မယ်ရုံကြီးနဲ့လိုက်စော့ပါရုံကြီးလိုက်ကစားပါလုံးဝအေကံမုတ်ချလုံးဝအောင်မြင်မှုရရှိပါလိမ့်မယ်အားလုံးကိုဒီနေ့ပြောချင်တယ်အခုမှတွေ့တဲ့လူတစ်ကိုမလေးကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်တော့ channel လေးကို subscribe နှိပ်ပြီးကြည့်ပေးပါနှိပ်ပြီးသားကိုမလေးကတော့လက်မလေးနှိပ်ပြီးတယောက်ချစ်လေး share ပေးပါမျှဝေထားပေးပါเนาะလက်မလေးနှိပ်ပြီးတယောက်ချစ်လေး share ပေးပါမျှဝေထားပါကျွန်တော်ခေါ်ပြကဏ္ဍလေးကိုရရှိကိုမလေးကလည်း comment ထဲမှာမှတ်ပေးပါမမှတ်မိဘူးဆိုရင်ကိုမလေးကဘေးနားလေးမှာဘောပင်လေးစာအုပ်လေးယူပြီးတော့ဒီ channel လေးကိုလိုက်မှတ်ပါဒီ channel လေးကိုလိုက်ကစားပါအားလုံးအတွက်လုံးဝကိုအစင်ကိုပြေပါလိမ့်မယ်ကဲလက်မလေးနှိပ်ထားပေးပါအောင်ဗျာ